အားလုံးပဲမင်္ဂလာပါရှင်။နိုဘာလေးရလေးခုတလောဒီ activity လေးကိုလုပ်ရတာအရန်စိတ်ဝင်စားပြီးကြိုက်နေတယ်ပေါ့နော်။မမေတို့အိမ်မှာနိုဘာလေးလို့အရွယ်2နှစ်အထက်3နှစ်အရွယ်လေးရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်နော်။ဒီနိုဘာလေးတို့အရွယ်လေးလာအရွယ်2နှစ်ထက်3နှစ်တွေအတွက်ဒီ cut and glue ဆိုတဲ့ activity လေးကအရန်ကိုကောင်းပါတယ်ပေါ့နော်။သူရဲ့ benefit တွေကလေ fine motor skill လို့ခေါ်တဲ့လက်ချောင်းကြွသားလေးတွေကိုတန်မာစေတယ်။ပြီးရင် hand eye coordination လို့ခေါ်တဲ့မျက်စိနဲ့လက်တရားတဲ့ပူပေါင်းဆောင်ရွက်မှု skill ကိုလည်းတိုးတက်စေတယ်။ပြီးရင် focus and patience လို့ခေါ်တဲ့သူအာရုံစူးစိုက်မှုနဲ့စိတ်ရှည်မှုကိုလည်းပို့ပြီးတော့တိုးတက်စေရပေါ့နော်။သူရဲ့ကောင်းကျိုးတွေကတော့အများကြီးပါပဲ။ဒါပေမဲ့သူ့ကိုဒီလို activity လေးတွေလုပ်မယ်ဆိုရင်တော့ဂရုစိုက်စရာတော့ရှိရပေါ့နော်။နိုဘာကိုလုပ်ပြီးတော့ကလေသူ့ကိုဆဆချင်းကလေးကဒီလိုဒီကက်ကြီးကိုပေးတုံးတန်းပေးတုံးလိုက်တာမျိုးမဟုတ်ဘူးပေါ့နော်ကလေးတွေတုံးနေလေမမေတို့တော့သိမှာပါစက်ကူညက်တဲ့ကော်ကက်ကြီးလေအဲ့ဒီကော်ကက်ကြီးကိုအရင်ဆုံးပေးတုံးနေအဲ့ဒါကိုသူကျွမ်းကျန်းကျင်လောက်တက်သွားပြီးတေချာလေးကင်တက်သွားပြီးဆိုမှဒီကက်ကြီးလေးကိုပေးတုံးတာပေါ့နော်ဒီကက်ကြီးကိုပေးတုံးတာလဲနိုဘာကအခုဆိုရင်ဘယ်တန်လို့ပြောရမယ်ပေါ့နော်ဘယ်တန်ဆိုတော့သူအဲ့ဒီဟိုစက်ကူကက်ညက်တဲ့ကက်ကြီးရလေသူ့အတွက်အဆင်မပြေဘူးညက်ရတာတိတ်မပြတ်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မေမိုကသူဒီကက်ကြီးလေးကိုရှာပြီးတော့ပေးတုံးတာပါဒီကက်ကြီးကိုလည်းမေမိုကရှာပြီးတော့သူ့ဘယ်အတွက်လည်းအဆင်ပြေရမယ်ပြီးရင်သူ့အတွက်လည်းနည်းနည်း safety ဖြစ်ရမယ်ပေါ့နော်ထိပ်ပိုင်းကက်ကြီးလေးကိုရှာပြီးတော့ပေးတုံးတာပါအဲ့တော့ကြောင့်ဒီ activity လေးတွေလုပ်မယ်ဆိုရင်တတိထားမှာတော့လူကြီးရဘေးကနေအမြဲတမ်းစောင့်ကြည့်ပေးနေရမယ်ပေါ့နော်ဘယ်လိုမျိုးကလေးအတွက် safety ဖြစ်တဲ့ကက်ကြီးကိုပဲပြီးတုံးအနေရကတော့ရှိတာပဲလीနော်အဲ့တော့ကြောင့်ဒီဟာကိုလုပ်မယ်ဆိုရင်လူကြီးရဘေးကနေအမြဲတမ်းစောင့်ကြည့်ပေးနေရမယ်ပြီးရင် cut and glue ဆိုတော့တို့အဲ့ဒါလေးတွေညှက်ပြီးတော့ကော်နဲ့ကတ်ရမှာရှိရလေအဲ့ဒီတုံးရမဲကော်ကိုလည်း non toxic glue ကိုတုံးပြီးရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်ပို့ပြီးတော့ safe ဖြစ်ပါတယ်အဲ့ဒါလေးတွေကိုတတိထားတုံးရမယ်ပေါ့နော်ပြီးရင်ဟိုကြိုပြီးတော့ပြထားတဲ့နေပေါ့နော်ကလေးကိုဒီကက်ကြီးတွေတုံးမယ်ဆိုရင်ဟိုစက်ကူပဲညှက်ရမယ်အဝတ်တွေစပင်တွေတကြားတွေမညှက်ရဘူးဆိုပြီးတော့ပို့ပြီးတော့စီကံလေးကိုအရင်ဆုံးကြိုပြီးတော့လည်းပြထားတဲ့နေပေါ့နော်ဒါလေးကတော့မမေမပါပဲသူတယောက်တည်းလှုပ်ထားတာပေါ့နော်ဘေးနားနေတော့စောင့်ကြည့်ပေးရတာပေါ့နော်ညက်တာတွေကိုအစားဆုံးသူကိုယ်တိုင်လှုပ်တယ်ကော်ကတ်တာတွေကိုလည်းသူကိုယ်တိုင်လှုပ်တယ်ပေါ့နော်ဒီစာအုပ်လေးကလေဆီမနွယ်နီကန်ဝင်းရဲ့ cut and glue ဆိုတဲ့စာအုပ်လေးပေါ့နော်သူက activity books for kids age က2 planet tag လေးတွေအတွက်လှုပ်ထားတဲ့စာအုပ်လေးပေါ့နော်အဲ့စာအုပ်လေးကလေတော်တော်အဆင်ပြေတယ်သူ series မှာလေ cutting tracing cut and glue အဲ့လိုအစုံပါတယ်ပေါ့နော်အဲ့ဒါလေးတော်တော်အဆင်ပြေပါတယ်မမေတို့လိုချင်နေဆိုရင်တော့စာအုပ်ဆိုင်နေမှာမေးကြည့်ပေါ့နော်ဆီမနွယ်နီကန်ဝင်းရဲ့ page မှာလည်းရပါတယ်ကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာတွေ့ပါမယ်နော်ဘိုင်ဘိုင်